Hello အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကညပလဲဖြူပါဒီနေ့တောက်ကြတနေ့ကောင်အရာပါနော်ခီးအနေနဲ့ဆိုရင်9300ခီးပါရှင်305ခွန်က break ပါအဲ့9300ခီးနဲ့305ခွန် break ကိုသူကအပြီးပေါက်ပေးနေတာပေါ့နော်ဒီ6ကွက်ပါနော်ဒီ6ကွက်ကပေးနေတာ9ရက်လောက်ရှိပါပြီရှင်ဒီကနေ့လည်းထပ်ပေးပါစေလို့ဆုတောင်းပါတယ်ဒါလေးကိုဒီကနေ့ကဲပေါက်နေတယ်ပေါ့နော်ညီမလေးပေးပြရစီနောက်ပြီးတော့မနက်ပိုင်း1 chain အနေနဲ့ဆိုရင်15 chain ရှိပါတယ်မော်နက် chain ရဆိုရင်ခွန်3 chain ရှိပါတယ်ပေါ့နော်ခွန်ထိတ်တူအရာဆိုရင်အပူးထားမှန်300လာတတ်ပါတယ်ပေါ့နော်နောက်ပြီးတော့တနေ့ကုန်လုံးပိုင်းဆိုရင်နှစ်အဲ့နှစ်ကညီမမနက်ပိုင်းပို့ကြိုက်ပါတယ်ရှင်ဒီကဲပေါက်လေးကညီမလေးမနက်ပိုင်းကိုပို့ပြီးတော့ကြိုက်ပါတယ်ကဲလို့နှစ်ရှစ်ထွက်တယ်ဆိုရင်ဒီမှာ300ပြိတ်ကဲလို့ကဲပေါက်တွေကမလုပ်ရဲဘူးဆိုရင်ပေါ့နော်303ကံမူအရာပေါ့ဒီကနေ့နောက်ဆုံးမှာ300တလုံး300ပြိတ်အကွက်30ထိုးပြီးတော့ကိုကဲပေါက်ကိုရှာကြပါတော့ညီမပြောပြရစီရှင်ဒါဗီဒီယိုကပေါ့နော် short ဗီဒီယိုဆိုတော့ညီမလည်းဒါအိမ်မတက်နိုင်ပါဘူးရှင်ဒါပဲညီမကဲနိုင်မယ်နော်မနက်ပိုင်း1 chain က15 chain ခွန်3 chain အဲ့မှာ15နဲ့ခွန်3နှစ်ခုကိုအပြီးပေါက်လုပ်ပေးထားတယ်ဆိုတာဒီ3ခွက်ရပါတယ်ဒါပေမဲ့ညီမအဲ့ဒီထဲကနေဘာကြိုက်လဲဆိုတော့ခွန်8ပဲကြိုက်ပါတယ်ရှင်ခွန်8ပဲကြိုက်တယ်နော်ကျန်တဲ့ဟာတိတ်မကြိုက်ဘူးခွန်8ကြိုက်တယ်ဒီကဲပေါက်ထဲမှာဆိုရင်28ပေါ့နော်28ကိုအကြိုက်ဆုံးပါလေရှင်300မိုင်300ပြိတ်လိုက်ရှင်တယ်300ပြိတ်300ပြိတ်လိုက်ပါအပူးဆိုင်ရှိပါတယ်ပေါ့နော်ဒီမနက်ပူးဆိုင်ရှိပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်ညီမနာမည်ကပလဲဖြူပါညီမတို့သဘောကျတဲ့ဆိုရင် like and subscribe လေးလုပ်ပြီးတော့ကူညီပေးကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကံကောင်းကြပါစေရှင်